放开我！放开我！我操！快撤！快撤！ ငါးကလေးဟာငါးလာများတဲ့အဖိုးကြီးစီကအံ့ဩမှုအမှတ်ရရန်အတွက်အဖိုးကြီးချထားတဲ့ငါးများကျိတ်ကိုပေါ်လိုက်မြုပ်လိုက်ဖြစ်အောင်လုပ်နေတော့အဖိုးကြီးကငါးဆွဲပြီးထင်ပြီးကျိတ်ကိုဆွဲတင်ဖို့အလုံးမှာပြန်ငိန်သွားခဲ့တယ်အဖိုးကြီးကငါးတစ်ကောင်ဖြတ်သွားတာပဲဖြစ်ရမယ်လို့ပြောနေခဲ့တယ်ဒါနဲ့သူ့ဘေးကရေဘူးလေးကိုယူပြီးတောက်နေစဉ်မှာငါးကလေးကဒီအချိန်ကိုစောင့်နေခဲ့ပြီးငါးများကျိတ်ကိုဆွဲချလိုက်တယ်အဖိုးကြီးလည်းငါးမိပြီးထင်ပြီးတောက်ထားတဲ့ရေတွေအကုန်ထွက်ကုန်တော့တယ်သူ့ရဲ့ငါးများကျိတ်ကိုအသေးအတန်ဆွဲပေမဲ့ဘာမှပါမလာခဲ့ဘူးအဖိုးကြီးကသူ့ရေတောက်နေလို့အခုလိုငါးလွတ်သွားတာလို့ထင်သွားခဲ့တာပေါ့ရေအောက်ကငါးကလေးကတော့စီစတန်ရဲ့အံ့ဩမှုရမှတ်တွေရသွားတော့တယ်ငါးဖမ်းသမားစီကရမှတ်ကအမှတ်ပူရတယ်ဆိုတာသိသွားခဲ့တယ်ဒါပေမဲ့ငါးဖမ်းသမားထက်တော့လဲမရမယ်အဖိုးကြီးစောင့်နေတဲ့အချိန်ငါးကမဆွဲဘူးအဖိုးကြီးထိုင်ချလိုက်တာနဲ့စတင်ပြီးဆွဲတော့တယ်အဖိုးကြီးလည်းမိပြီးဆိုပြီးအားရပါရဆွဲလိုက်တော့တယ်ငါးကြီးမိပြီးဆိုပြီးအော်နေတော့လူတွေဝိုင်းလာခဲ့ကြတာပေါ့အဖိုးကြီးကအားရပါရဆွဲကဒီငါးဟာပေါင်20-30လောက်ရှိရမယ်လို့လည်းပြောနေခဲ့တယ်အားလုံးကလည်းဝိုင်းပြီးအားပေးနေကြတာပေါ့အမှန်တကယ်တော့ငါးကလေးကမြားကျိတ်ကိုကြောက်ပုံတစ်ခုနဲ့ချီပြီးထားလိုက်တဲ့အပေါ်မှာတော့ငါးကြီးဆိုပြီးပျော်နေကြတယ်အဖိုးကြီးမှာတော့ဤထွက်မတက်ဆွဲထားရတယ်ငါးထင်ပြီးတော့ဆွဲရင်းနဲ့ငါးကလေးကဒီလောက်ဆိုတော့ပြီးဆိုကမြားကျိတ်ကိုကြောက်ပုံကနေပြန်ဖြေပေးလိုက်တော့တယ်အဖိုးကြီးလည်းနောက်ပြန်လဲတော့မလို့ပေါ့ဒါနဲ့ရေမျက်နှာပြင်ပေါ်မှာရေပုတ်ငယ်ထနေတော့အနားသွားကြည့်လိုက်တယ်ငါးကလေးကရေပေါ်တက်လာကသူ့ပါစက်ထဲကရေနဲ့အဖိုးကြီးကိုပြစ်လိုက်တယ်အဖိုးကြီးလည်းငါ့ကိုငါးကရေနဲ့ပြစ်တယ်ဆိုပြီးအော်ပြောနေခဲ့တာပေါ့ဒီလိုငါးကရေနဲ့ဖြန်းတယ်ဆိုတာခုမှပဲကြားဘူးတော့တယ်အကုန်လုံးကအံပြီးရှော့တွေရကုန်တယ်ငါးကလေးမှာတော့အံ့ဩမှုရမှတ်တွေများလာခဲ့တယ်အပေါ်ကလူတွေစကားများနေစဉ်အတွင်းမှာငါးကလေးကရေပေါ်ပြန်တက်လာပြီးရေနဲ့နောက်တစ်ချိန်ပက်ဖြန်းလိုက်တော့တယ်ထက်ခါဘယ်နှခါမှန်းတော့မသိဘူးပက်ဖြန်းနေတော့တယ်